အဲ့တော့ဘဝမှာနီးမျိုးမျိုးနဲ့နေထိုင်ကြတဲ့အခါမှာတစ်သလုံးအစဉ်ပြေမှုတွေနဲ့ချမ်းသာဒုက္ခရပြီးသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သို့တော့နောက်ဆုံးအချိန်ကလေးမှာလိုအပ်ဆန္ဒမပြည့်ကြတာအမှန်တမ်းများတယ်ဘဝရဲ့အစအဆုံးမှာမိမိရဲ့အပေါင်းအသင်းရောင်းရင်းတွေဆွေတွေမျိုးတွေကောင်းကြတယ်အပြန်အလှန်အကျိုးပြုပြီးတော့နေကြတယ်နောက်ဆုံးဒုက္ခရောက်လာတဲ့အချိန်ကြတဲ့အခါကျတော့ဆိုပါစို့ဥခြင်းတရားနဲ့ရင်ဆိုင်လာပြီဆိုတဲ့အချိန်မှာဘယ်သူကကယ်တော့ဆိုဘယ်သူမှမကယ်နိုင်နာခြင်းတရားနဲ့ကြုံတွေ့လာပြီဆိုရင်ဘယ်သူကကယ်တော့ဘယ်သူမှမကယ်နိုင် individual ကိုဖြစ်ကိုခံပုံစံမျိုးပဲသိခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းပဲမိမိကိုယ်တိုင်ပဲကြိတ်မိတ်ခံစားကြအဲ့ဒီလိုကိုတူးတဲ့မျှဝေခံစားလို့မရတဲ့ဒုက္ခတွေနဲ့ကျုံလာလို့ရှင်ဘယ်သူကိုဖော်ပြရမှာလဲဒီလိုစဉ်းစားဖို့ပေါ့နော်တမန်အားဖြင့်တော့အဖော်မရှိဘဲနေလို့တော့မဖြစ်ဘူးပေါ့အလုံးတူတူအကျိုးပြုပြီးတော့နေတာအကျိုးပြုနေသည့်အတွက်ကြောင့်ပုဂ္ဂလောပိဥပနိတယပစ္စေနပစ္စယောကောင်းမြတ်တဲ့မိတ်ဆွေသင်္ဃဟဆိုတဲ့အပေါင်းအသင်းတွေကလည်းကိုယ့်အတွက်ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာမပေးနိုင်ဘူးမဟုတ်ပေးနိုင်ဆရာကောင်းသမားကောင်းတွေကိုယ့်အတွက်ထောက်ကူပြုတယ်မိကောင်းဖခင်တွေကကိုယ့်အတွက်ကောင်းတယ်ဆွေကောင်းမျိုးကောင်းတွေကိုယ့်အတွက်ကောင်းတယ်တငယ်ချင်းကောင်းအပေါင်းအသင်းတွေကိုယ့်အတွက်ကောင်းကြတယ်အလုံးကိုအမိပြုပြီးတော့ဘဝမှာချီးပွားတိုးတက်ကြအဲ့တော့ဒီပုဂ္ဂိုလ်တွေကိုအဖော်ပြုပြီးတော့နေတာဟာဘဝဆုံးခန်းတိုင်တည်ထိအောင်ချမ်းသာဒုက္ခရနိုင်လားလို့ဆိုတော့ဘဝတစ်ခုဆုံးသတ်ရတဲ့အချိန်မျိုးကိုတယောက်တည်းခံစားရတဲ့ဒုက္ခမျိုးနဲ့ကျုံလာပြီဆိုလို့ရှိရင်ဘယ်သူကမှကိုယ်အားကိုးရာဖြစ်လာပြီးတော့ယတ္တိမပေးနိုင်